တန်းအင်းဆရာတော်ကြီးနှင့်ဘုန်းကြီးငရဲနတ်ပြည်မနက်စောစော3 နာရီခန့်တွင်အိယာမှနိုးလာသောဆရာတော်ကြီး၏ဝေယဝိဆများကိုလှုပ်ပေးပြီးကျွန်ုပ်သည်ဆရာတော်ကြီး၏ရှေ့တွင်အတိကပ်၍ထိုင်နေခဲ့ပါသည်ထိုအချိန်တွင်ဦးနဂါဟုခေါ်သောဘုန်းကြီးသည်မဟာပလင်ပုံစံနှင့်တရားထိုင်နေပါသည်ကျွန်ုပ်ကငရဲပြည်အကြောင်းနည်းနည်းလောက်တပည့်တော်ကိုပြောပြပါလားဖေဟာဆရာတော်ကငရဲပြည်မှာလဲဝါထိန်နေတဲ့ငရဲတစ်ခုရှိတယ်ကျွန်ုပ်ကဝါထိန်နေတယ်ဆိုတာဘာကိုပြောတာပါလဲဖေဟာဆရာတော်ကဖះသားတော်တွေဖြစ်နေရသားနဲ့ဖះအလိုတော်ကြတရားမကျင့်ကြတဲ့သူတွေဒကာဒကမတွေရဲ့အလှဆွန်းထမင်းဟင်းတွေကိုတဝတပြဲစားကြပြီးသင်္ကန်းကိုခေါင်းမိချုံအိတ်နေကြတဲ့သူတွေပါဒီလိုဘုန်းကြီးတွေသေတော့ဘယ်ရောက်ကုန်တယ်လဲအရှင်ဖေဟာဆရာတော်ကြီးကပြောတယ်ဘုန်းကြီးငရဲဆိုတာရှိတယ်ငရဲဦးကြီးကလည်းမဆုံးနိုင်အောင်အကျယ်ကြီးငရဲဦးကြီးတွေကခုံချဖို့အတွက်သင်္ကန်းတွေအားလုံးချွတ်ကြရတယ်သင်္ကန်းတွေချွတ်ပြီးတင်တဲ့တန်ကြိုးကြီးရဲ့လုံးဘက်ကထမ်းမင်လုံးလောက်ကြီးရှိတယ်ကျွန်ုပ်ကထမ်းမင်လုံးလောက်ရှိတဲ့တန်ကြိုးရဘလောက်ရှည်တယ်လဲရှင်ဖေဟာသင်္ကန်းတွေများလွန်းလို့ပြက်လူမတက်ပြီးဣကြနေတယ်တန်ကြိုးရဲ့အဆုံးကရှည်လွန်းလို့ကြည့်လို့မတွေ့ရဘူးငရဲဦးထဲမှာဖုန်းကြီးတွေကနည်းနည်းလားများများလားအရှင်ဖေဟာအိုးအများကြီးပဲပြုတ်သိမ့်နေတယ်ဘလောက်ပဲပြုတ်သိမ့်နေပါစေထပ်ပြီးခုံစင်းတဲ့ဖုန်းကြီးတွေဘလောက်များများစက်နေတော့မယ်နတ်ပြည်6ထက်အကြောင်းကိုလည်းရှင်းပေးပါအောင်ရှင်ဖေဟာနတ်ပြည်ရဲ့တောက်ပမှုနဲ့လူပြည်ရဲ့တောက်ပမှုကနှိုင်းရှင်လိုက်ရင်နှိုင်းရှင်လေးမရအောင်ပဲတကားတို့ရဲ့လူပြည်ရဲ့ဗရမ ्या ကြောက်စိမ်းရောင်နေရဲ့တောက်ပမှုကမနှိုင်းရှင်နိုင်လောက်အောင်ကြွားချလွန်းလာတယ်နတ်ပြည်မှာလဲနတ်သားနတ်သမီးတွေအပြည့်ပဲလားအရှင်ဖေဟာမြတ်စွာဘုရားလက်ထက်ကအရိယာနတ်တွေပဲကျန်တော့တယ်ဒါနသီလနဲ့နတ်တွေကတော့မရှိတော့ဘူးနတ်ပြည်မှာအရန်၆ကပ်နေတယ်ဘုန်းကြီးတစ်ပါးဟာသူ့လူတဲ့ပစ္စည်းတွေအပေါ်ဘလို့စိတ်ထားတဲ့မှာတလဲဖေဟာဒီလူတဲ့ပစ္စည်းတွေအပေါ်မှာလောဘထားလိုက်ရင်တော့ခံရတော့မယ်ဒီပစ္စည်းအပေါ်မှာပြောင်းလဲခြင်းသဘောမမြဲတဲ့သဘောတွေကိုမှတ်ယူပြီးအလှကိုလက်ခံရမယ်ဘဝမှာမမေ့နိုင်သောအဖိုးတန်စကားများကိုမိန့်ကြားခဲ့သောဆရာတော်ဘုရားကြီးအားဥခိုက်ကြော့ပါသည်အရှင်ဘုရားဒီနေ့နောက်ထပ်တင်ဆက်ပေးချင်တာလေးကတော့တပောင်လေးတစ်ခုပဲဖြစ်ပါတယ်ရှင်မိုးပေါ်မှာရေကြီးဖုန်းကြီးကလှေလောဖိုးသူတော်ရောင်တော်ပြပါအောင်ပွဲပိတ်နောက်ဆုံးဆိုတဲ့တပောင်လေးကိုဖတ်ပြခြင်းပါတယ်ရှင်ဒီတပောင်ပေါ်ပေါက်နေတာကတော့ကြာခဲ့ပါပြီဆရာတော်တန်ဃာတော်များပညာရှိသူတော်ကောင်းများရဲ့အဆိုအမိန့်ကိုနာခံမှတ်သား၍ပြောကြားလိုပါတယ်မိုးပေါ်မှာရေကြီးဆိုတာကတော့မြန်မာပြည်ရဲ့ကုန်းမြင့်ဒေသတွေဖြစ်တဲ့တောင်တန်းဒေသတွေပေါ်တောင်ကြီးတို့ကလောတို့ဒေသတွေမှာရေကြီးခဲ့တာကိုကြားဘူးကြမှာပါဒီရေရှမ်းမှုတွေကိုပဲဒါကိုပင်မိုးပေါ်မှာရေကြီးသည်ဟုအတိတ်တပောင်ကဆိုမိတ်လာခြင်းဖြစ်ပေသည်ဘုန်းကြီးကလှေလောဆိုတာလဲဗမာပြည်အရက်ဖက်လူမှုဆက်ဆံရေးတာရဏရေးတို့မှာဆွမ်းဆွမ်းတမန်ပြုလုပ်နိုင်တဲ့ယဟန်တော်ပုဂ္ဂိုလ်ကြီးတပါးပေါ်ပေါက်လာလိမ့်မယ်ယဟန်နာကြီးလိုပဲအားလုံးကသိနေပေလိမ့်မယ်ထိုပုဂ္ဂိုလ်ထူးကြီးလှေလောတဲ့အခါသူ့လှေပေါ်ကိုအပါခေါ်လိမ့်မယ်လှေလောတယ်ဆိုတာသူဟောမဲ့တရားကိုခေါ်ပါတယ်သူဟောတဲ့တရားအတိုင်းကြင့်ကြံနေထိုင်သူများဟာသူ့လှေပေါ်ကိုတက်လိုက်ရတယ်လို့အတူစီးသွားရတယ်လို့ပဲမို့ထိုချိန်ထိုအခါကြုံကြိုက်သူတို့သည်အလွန်ကံကောင်းသူများဖြစ်ပေလိမ့်မည်လို့ဆိုပါတယ်ယခုအချိန်အခါတွင်ဘယ်ဆရာတော်ခက်စားနေသနည်းမိုးကုတ်ဆရာတော်တို့လို
မဟာစီဆရာတော်တို့လိုနာမည်ကြီးနေပြီးအလွန်ကိုနာမည်ကြီးနေသောဆရာတော်တစ်ပါးရှိပေလိမ့်မည်သိတော်သူများသိပေလိမ့်မည်အလင်းသင့်သည်မို့ဤနေရာတွင်တေသူကိုရှင်သူသားဆိုတဲ့တပောင်စကားကိုလည်းစာဖတ်ပြည့်သက်များကြားဘူးကြပေလိမ့်မည်ဒီအထက်ပဲကိုတော့မဂ္ဂဇင်းမက်ခင်ဖောင်တော်လှေကြီးစင်းနှင်းသူဟာထိုသောအချိန်မှာ8000ကျော်ဝိစာများဖြစ်ကြလိမ့်မယ်ထိုအရိယာ8000ကျော်တို့ဟာသူတို့အနေနဲ့အရိယာဝိစာကြီးများဖြစ်ကြလေတော့တေပါတို့သွားလေတော့သူတွေကိုသူတို့သာတက်ရှိထင်ရှားရှိနေသေးရင်ငါလိုအရိယာမတ်ကိုရမှာပဲလို့တန်းထားလိမ့်မယ်လို့ဆိုပါတယ်ဖိုးသူတော်တဲ့ဖိုးသူတော်ဆိုတာဗုဒ္ဓရာဇာဘွဲတစိတ်ခတ်နေပြီးမင်းကောင်းမမြတ်ကိုဆိုလိုပါတယ်ရောင်တော်ပြပါအောင်ဆိုတာကတာရဏပြုမင်းရဲ့စွမ်းဆောင်ရည်ကြောင့်မြမပြည်တင်မကကဘာအထိပင်တာရဏရောင်တွေလွှမ်းခြုံလာပေလိမ့်မည်ကဘာသူကဘာသားများသည်ပင်ဤမြမပြည်ရဲ့တာရဏကိုအမျက်တနိုးတတ်မိုးထားကြပေလိမ့်မည်တာရဏပြုမင်းတရားကြီးကထိုအချိန်မှာတာရဏအယောင်တော်တွေကိုကဘာရဲ့နေရာတိုင်းကိုရောင်တော်ပြလာတဲ့အထိပြသပေလိမ့်မည်ထို့နောက်အရိမတ္တယတာရဏတော်ကိုတော့ရည်ညွှန်းပါတယ်တချို့လောကီဝိစာနဲ့မှဝိစာဖြစ်ရေးဦးစားပေးပြီးအာယုသိဋ္ဌိကိုအသက်ရှည်ကြောင်းနိလန်ကောင်းများကိုကျင့်သုံးပြီးအရိမတ္တယဘုရားတာရဏကိုစောင့်ဆိုင်ကျင့်သုံးနေသူတွေအလွန်ပဲများလာပါတယ်ဝိစာနယ်မှာတော့ဝိစာရယဆရာတော်ကြီးဟောထားတဲ့ဘိုးတော်တာအောင်အကြောင်းကိုဖတ်ဖူးသူများသိကြပေလိမ့်မည်ဝိစာနယ်ကဝိစာများဟာအရိမတ္တယဘုရားကိုမနေ့မနက်ဖန်ကဖျားဖွင့်တော့မလို့ယုံကြည်ဆောင်ဆိုင်ကြပါတဲ့တောင်ဖီလာဆရာတော်ဘုရားကြီးအရှင်မိုးနိနန်ကောတမထေကြီးဟာဆိုရင်သူ့ဆုတောင်းကမှာအတိဒီဃာယုကောအလွန်အသက်ရှိသောရုပ်ကစိုးနတ်မင်းကြီးဖြစ်ရပါလို့လို့ဆုတောင်းထားခြင်းမျိုးရှိပါတယ်တို့ဘုရားသာရဏရဲ့နောက်ဆုံးပွဲပဲထိုအချိန်မှာကျွတ်တန်းဝင်သူဖျားစုပန်းစံသူတွေအလွန်ကိုများပြားပေလိမ့်မည်လို့တပောင်မှဆိုတောင်းခြင်းဖြစ်ပါတော့တယ်ရှင်